ကျွန်တော်ဖုန်းတစ်လုံးကကိုယ့်လက်ထဲမှာကင်ထားလိုက်ရုံနဲ့ကိုယ့်ရဲ့ passion ကိုပို့ပြီးတော့ပေါ်လွင်စေရဆိုရင်ကောင်းလားကျွန်တော်ဒီနေ့မှာတော့ Xiaomi ရဲ့ domain တစ်လျှောက်အလားဆုံးလို့တင်စားကြတဲ့ Xiaomi CB1 နဲ့ CB2 အကြောင်းကိုပြပြသွားမှာပါကျွန်တော်မင်္ဂလာပါကျွန်တော်နာမည်တော့တရားလေးမှာဖုန်းပြင်းနဲ့လုပ်နေပါ video ကိုလုပ်နေတဲ့သူတယောက်ပါဆိုတော့ video လေးကိုအချိန်မဆွဲဘဲနဲ့မြန်မြန်လေးစလိုက်ရဆိုတော့ဒီဖုန်းတွေကထက်ရှိခဲ့တာကြာပြီဆိုပေမဲ့အခုချိန်ကြီးသူ့ရဲ့ design ဘိန်းနဲ့ကင်မရာဘိန်းတွေကတော့ဒီတိတ်များနေတဲ့ဖုန်းကြီးဖြစ်ပါတယ်။အရင်ဆုံးမြင်ရမှာကတော့သူ့ရဲ့နောက်ကျောဘက်မှာ glitter လေးလိုတစ်ဖြက်ဖြက်လက်နေတဲ့ကြေအောင်ကောင်းကင် design ကတော့မျက်စိကိုအေးစေပါတယ်။သူ့ရဲ့အဓိက point ကတော့ 6.90 HNN အထူရှိပြီးတော့166 gram ပဲလေးတာပါ။လက်ထဲမှာကင်ရတာပေါ့ပါပြီးတော့ complete ဖြစ်တဲ့ကန်စားချက်ကိုပေးပါတယ်။သူ့ရဲ့မျက်နှာပြင်ကတော့ 6.55 inch ကိုမှ OLED cover display ကိုအသုံးပြုပေးထားတယ်။ပြီးတော့120Hz refresh rate ပါဝင်လာလို့300တော်တော်လေး smooth ဖြစ်ပြီးတော့ Dolby version နဲ့ HDR10 Plus ကိုလည်း support လုပ်ထားတာဖြစ်တဲ့အတွက်ဗီဒီယိုတွေကြည့်တဲ့အချိန်မှာတော်တော်လေးအယောင်တွေကဆိုပြီးရယ် CB1 ရဲ့အကြီးမားဆုံးကားသာချက်က32 megapixel selfie camera ပါသူက Thermal beauty mode လိုမျိုးမဟုတ်ဘဲနဲ့ pixel level skin resolution နည်းပညာကိုသုံးထားတယ်ဒါကြောင့်အသားရည်တွေကိုမြင်ရောသွားစေပြီးမြင်တကယ်တဘာဝအတိုင်းအစစ်မှန်ကိုရရှိစေတာကတော့သူ့ရဲ့အားသာချက်ပါကျွန်တော်နောက်ဖက်မှာ64 megapixel main camera H megapixel ultra နဲ့2 megapixel micro ဆိုပြီးတော့သုံးလုံးပါဝင်တယ်အလင်းရောင်ကောင်းတဲ့နေရာမှာအသေးစိတ်အချက်လက်တွေကိုကောင်းကောင်းလေးဖန်ယူနိုင်တယ်သူ့ရဲ့ performance ဘိုင်းမှာကတော့ Snapdragon 778G 5G chipset ကိုအသုံးပြုပေးထားတယ်ဒါက fashion level မဟုတ်ပေမဲ့ဒီစဉ်အသုံးပြုသူတွေနဲ့ social media အသုံးပြုသူတွေအတွက်ကတော့လုံးဝအဆင်ပြေတယ်ဂိမ်းဘိန်းမှာဆိုရင်လည်း UVG လို့ဂိမ်းမျိုးဟိုတောင်မှ AACC နဲ့ဆိုလို့ရတယ်။ဖုန်းကပလေးဆိုတော့ battery ကလည်း4500 mAh ပဲပါပါတယ်။ဒါပေမဲ့55 watt fast charger ပေးထားတော့တနာကြီးတွင်းမှာအားပြည့်ပြန်သွင်းပေးနိုင်ပါတယ်။ဆိုတော့ဒီ Xiaomi CB1 ဖုန်းကဒီဇိုင်းလာလေးတင်ကျင်တဲ့သူတွေ selfie camera ကိုအသားပေးကျင်တဲ့သူတွေနဲ့ဖုန်းလေးတာကိုမကင်ကျင်တဲ့သူတွေအတွက်ကတော့လုံးဝအဆင်ပြေစေမယ့်ဖုန်းတစ်လုံးပါ။ဒုတိယလုံးကတော့ Xiaomi CB2 ပါ။ဒီကောင်က design ဘိန်းရော performance ဘိန်းတွေပါ Xiaomi CB1 ထက်ပို့ပြီးတော့တိတိကျကျပြောင်းလဲလာတယ်ကိုတွေ့ရတယ်။ဘယ်လိုချက်တွေက Xiaomi CB1 ထက်တိတိကျကျပြောင်းလဲလာလဲဆိုတာကြည့်လိုက်ရအောင်။ Xiaomi CB2 ရဲ့ design က Xiaomi CB1 ထက်ပို့ပြီးတော့ပြင်မြန်ဆန်လာတယ်။အထူးသဖြင့်အဖြူရောင်လိုင်းတွန်းပုံစံလေးပါဝင်လာတာက CB1 ထက်ပို့ပြီးတော့အမြင့်ဆန်းစေတယ်။တော့အထူးကတော့ 7.2 nm ရှိပြီးတော့လေးချိန်က181 gram ဖြစ်တဲ့အတွက် CB1 ထက်တော့နည်းနည်းပိုလေးသွားပေမဲ့လက်ထဲမှာကင်လိုက်ရင်ခင်ခန့်တဲ့ကန်စားချက်ကိုတော့ပေးတယ်။ပြီးတော့အားလုံးနဲ့တတိထားမိမှာပါသူ့ရဲ့ပုံစံက iPhone 14 Pro series လို့ဈေးလုံးပုံစံပြတ်ထုတ်ထားတာကသူ့ရဲ့အမှတ်သားတစ်ခုဖြစ်ပါတယ်။ Xiaomi CB2 ရဲ့အမိတ်ဆုံး point ကရှေ့မှာ32 megapixel main camera အပြင်နောက်ထပ်32 megapixel ultra နဲ့100 decos camera တစ်လုံးပါထပ်တိုးပေးထားတာပါ။ဒါကတငယ်ချင်းတွေအများကြီးနဲ့ quick speed တွေရိုက်တဲ့အခါမှာပူပြီးတော့ကောင်းသွားတဲ့ချက်ပါ။နောက်ထပ်ထူးခြားတာတစ်ခုကဒီဖုန်းရဲ့ ProBus ပြီးပေါင်ထဲမှာ LED flash မီးတွေပါဝင်လာတာပါ။အမောင်ထဲမှာစပီရိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့မျက်နှာပေါ်မှာနုညံ့တဲ့အလင်းရောင်တွေပေးနိုင်တဲ့အတွက်စတူဒီယိုထဲရောက်သွားတယ်လို့ခံစားရစေမှာပါကျွန်တော်နောက်ဘက်ကင်မရာကတော့15 megapixel Sony IN8 760တုံးထားတာဖြစ်တဲ့အတွက် fishing ဖုန်းရင်နီးပါးလောက်ထိတော့ကောင်းမွန်တဲ့လက်ပုံကြီးတွေရရှိမှာပါ performance ပိုင်းမှာဆိုရင် Snapdragon 7 Gen 1ကိုတုံးထားတာဖြစ်တဲ့အတွက် CB1 ထက်စာရင်တော့ဒီကောင်က GPU ပိုင်းမှာ 20% လောက်ကတော့ပုံမြန်လာတယ်။ဂိမ်းကြီးစော့တာပဲဖြစ်APP တွေကူးပြောင်းလောက်တာတွေမှာပို့ပြီးတော့ smooth ဖြစ်လာတာကိုတွေ့ရတယ်။ကျွန်တော် battery ကတော့4500 mAh ပဲပါပေမဲ့အားသွင်းတဲ့ nick snip ပိုင်းမှာကတော့69 watt ဖြစ်သွားတဲ့အတွက်အားပြည့်ပြန်သွင်းပေးဖို့ဆိုရင်မိနစ်40ကျော်ကနေ50ကြားဆိုရင်အားပြည့်ပြန်ဖြည့်ပေးနိုင်ပါတယ်။ဆိုတော့ CB1 က design ပေါ်ပါပေမဲ့ CB2 ကတော့ကင်မရာစုံလင်နဲ့ပို့ပြီးတော့ performance ကောင်းပါတယ်။ selfie ကိုယူမှုရိုက်တက်တဲ့သူတွေပြီးတော့ group photo တွေကိုခဏခဏရိုက်နေရတဲ့သူတွေအတွက်ကတော့ဒီရဲ့Xiaomi CB2 ကတော့အကောင်းဆုံးရွေးချယ်မှုပါဆိုတော့ပေါ်ပြောထားတဲ့ CB1 နဲ့အခု CB2 ရဲ့ဘယ်ကောင်ကိုပို့ကြလဲအောက် comment မှာရေးခဲ့ပြီးလို့ရရေးခဲ့ပေးပါနောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြမယ်